အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီဆီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုနကတော့ကျွန်တော်မိတ်ဆွေအင်္ဂါတာသမီအလုံးအတွက်29ရက်6လ2026ကနေ9ရက်9လ2026အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့အင်္ဂါတာသမီကျွန်တော်မိတ်ဆွေတွေဒီတပတ်ကာလကကြုံတွေ့ရမယ့်ကံတရားလေးတွေကတော့တေချာပေါက်နားထောင်ပြအောင်နားထောင်တဲ့ထဲမှာပါတာပေါ့လေနော်အင်္ဂါတာသမီတွေဆိုတော့ကြော်ဝါလို့မကောင်းဘူးပေါ့အဲ့တော့ပထမဆုံးဒီကာလမှာကျမ်းမာရေးနဲ့ပတ်သက်ပြီးအရင်ပြောပြခြင်းတယ်ဗျာနော်ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်သူက1 byte ကိုအကြောင်းပြုတဲ့ပြဿနာလေးတွေဖြစ်တည်လာတဲ့ဂိမ်းရှိတယ်ပေါ့နော်1 byte မှာအဆိုင်ရောင်တာပေါ့နော် C အစုပ်အဆိုင်လို့ခေါ်တယ်တချို့ကတော့အစာမှာပြီးတော့1 1 short တွေဖြစ်တာအထက်နဲ့အောက် short ပုံစံတွေဖြစ်တာပေါ့နော်ဒါမျိုးလေးတွေကြုံတွေ့ရတဲ့ဂိမ်းပါတယ်ဂိမ်းယူဆိုင်ပေးမယ်တက်ကြီးရိုးတွေပါတယ်ဆိုတော့လေတွေပါတယ်လေဖြန်းခြင်းတို့ဖြစ်တာလေဖြတ်ခြင်းတို့ဖြစ်တာမျိုးလေးတွေကြုံရတဲ့ဂိမ်းပါတယ်ဂိမ်းယူဆိုင်ကမယ်နော်မပေါ့နဲ့တချို့အမျိုးသမီးလေးတွေဆိုလို့ရှိရင်တော့တာမန်ဒီပေါ့နော်အမျိုးသမီးတွေဆိုလို့ရှိရင်တော့တက်အိမ်မှာရေးတဲကျင်တာမျိုးလေးတွေဖြစ်တဲ့ဂိမ်းပါတယ်တချို့အိမ်အောင်ရှင်အမျိုးသမီးလေးတွေကြတော့အိမ်အောင်ဘက်နဲ့တူတူနေတဲ့ခါမှာကိုယ်နေပါတယ်ရတာပေါ့ကိုယ်ရတာကိစ္စမရှိဘူးအခက်မသိတချို့က abortion တွေပါတယ်ဖြစ်သွားခြင်းတဲ့ပုံစံမျိုးတွေမှာလာတဲ့ဂိမ်းပါတယ်အင်္ဂါတာသမီတွေတစ်ချက်ဂိမ်းယူဆိုင်ပေးပါနော်ပြီးတော့ဒီကလာမှာဝါသနာဘာလို့ထီတွေပါတယ်ထိုးကျင်တပါဆိုရင်လည်းထီကနာလေးပေးအောင်မယ်နော်အထူးသဖြင့်တော့ကိုယ်အနေနဲ့ပတ်ဝန်းကျင်မှာပျော်ဝဲရှင်ပွဲကျင်းပတာမျိုးတွေပေါ့ပြီးတော့ကိုယ့်အိမ်ကိုကိုယ်အဆောင်မိကနေညညနေလာတဲခိုးတာမျိုးတွေဆိုသူကထီပေါက်တက်တဲ့နမိတ်ပေါ်တယ်လို့ခေါ်တယ်ဝါသနာပိုင်းထီကန်ဆန်းကြည့်လို့ရတယ်အဲ့တော့ထိုးပြောင်တော့ထိုးပေးထီထိုးမဲ့ဆိုရင်ဘာကနာနေထိုးတင်လဲပေါ့နော်ဒီကလာမှာထိုးမဲ့ဆိုရင်တော့4ဆ5ဆုံးတို့နော်ပြီးလို့ရှိရင်သူကခွန်ဆ5ဆုံးတို့အဲ့လိုကဏ္ဍမျိုးလေးတွေရွေးချက်ပေါ့ခွန်မရရင်လည်း3ညဆ5ဆုံးအဲ့လိုမျိုးလေးတွေလည်းရွေးချက်လို့ရရင်ရွေးချက်ပေးပါနော်အင်္ဂါသားသမီးတွေကဒီကလာမှာပညာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးပြောချင်တာလေးရှိတယ်ကိုယ်တိုင်ကိုကြဆောင်းမွဲဖြေထားတဲ့သူတွေဆိုရင်ဆောင်းမွဲအောင်မယ်ဆိုတဲ့ဂိမ်းထဲမှာသွားပါတယ်ဝရိယအထားပြီးကြိုးစားရတဲ့သူတွေဆိုရင်အနည်းဆုံး4ဘာသာတော့5ဘာသာတော့လောင်းပါတဲ့ဂိမ်းပါတာမို့လို့နော်ဒါကကိုယ်တိုင်ကြိုးစားရတဲ့သူတွေအတွက်ပေါ့တချို့မိဘတွေကြတော့ကိုယ်သားသမီးကဆောင်းမွဲအောင်လို့ဝမ်းသာရတာမျိုးရှိတဲ့သူလို့ကံကြမ္မာချင်းတူတော်လည်းပဲကြိုးစားအထောက်မှုနေတဲ့သူတွေကြတော့ဆောင်းမွဲတွေပါတယ်ပေါ့နော်နည်းနည်းလေးကြရှုံသွားတာမျိုးတွေဖြစ်တဲ့ဂိမ်းပါတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်သားသမီးကိုအကြောင်းပြုပြီးတော့စိတ်ပင်ပန်းမှုစရာလေးတွေကြုံရတတ်တဲ့ဂိမ်းယူဆိုင်ပဲသို့တော့ပုံမှန်အားဖြင့်ဆိုရင်ဒီလိုကိန်းခန့်ဒီဆောင်းမွဲဖြေလို့ရှိရင်ပေါ့တရားမှာ80ရာခိုင်နှုန်းလောက်အထိအောင်နိုင်တယ်ဆိုတဲ့အနေအထားထဲမှာသွားပါတာတွေ့ရပါတယ်ဗျာနော်ထပ်ပြီးတော့သင်တန်းတွေထပ်တက်ကြတာမျိုးတွေထပ်ပြီးတော့ပညာရေးတွေစီပူလေးလာမယ်အခွင့်အလမ်းတွေလည်းပေါ်ပေါက်လာလိမ့်မယ်နောက်အင်္ဂါသားသမီးတွေဒီတစ်ပတ်ကာလမှာငွေကြေးနဲ့ပတ်သက်လို့ရှိရင်အမတန်လက်လာပါရှင်လာလိမ့်မယ်ပျော်တရားလေးတွေအများကြီးကြုံတွေ့ရလိမ့်မယ်သူကလေလက်လာပါတော်တော်လေးရှင်မဲ့ဂိမ်းပါတယ်ပုံမှန်လာတာရတာထပ်ပို့ပြီးတော့စီးပွားလက်လာပါတက်စီရလေးတွေရှိတယ်လက်လုံသွားတဲ့ပတ်စံလေးတွေပြန်တောင်းခံလို့ရတဲ့အနေအထားလေးတွေကိုမှအဂိမ်းမှန်ငွေကြေးခက်ခဲနေနေတော့မှကိုကအကူအညီတောင်းလို့ရှိရင်ပေါ့နော်ကိုအကူအညီမဲ့ပေးကမ်းမဲ့ချင်းကားမဲ့သူတွေနဲ့စုံစည်းရနိုင်တဲ့အနေအထားလေးဖြစ်တည်လာလိမ့်မယ်ဒါအပြင်အင်္ဂါတာသမီတွေကအလုံးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကာလမှာအပြောင်းရွှေ့လေးတွေတော့မလုပ်သင့်သေးဘူးလောက်ခဲ့လို့ရှိရင်တော့မကောင်းသေးဘူးပေါ့နော်ဆောင်းဝဲမှာsorry ဒီယာရုတို့ဆောင်းဝဲတွေဘာတွေဖြည့်တရားရှိတဲ့သူတွေဆိုတော့ဖြည့်ပေးပါယာရုတို့ဆောင်းဝဲတွေဘာတွေဖြည့်ရင်အောင်မယ်ဆိုတဲ့အနေအထားမျိုးကြုံရတဲ့ဂိမ်းပါတယ်ဒါပေမဲ့တစ်ဖက်မှာယာရုတို့ရင်တိုးမယ်သို့တော့လောက်ဖို့ကင်ဘက်အချင်းချင်းပေါ့ဌာနအတွင်းရသူလေးတွေမှာပဏိပခပြဿနာလေးတွေတော့ကြုံရတဲ့ဂိမ်းပါတယ်အဲ့ဒါကိုရင်ဆိုင်နိုင်တယ်ဆိုတော့ပြောင်းပေါ့အဲ့လိုပဲမှာမယ်အရေးကြီးတာကဒီလိုကာလမျိုးမှာအင်္ဂါသားသမီးတွေကအလုပ်တစ်ခုလုပ်ပြီးဆိုလို့ရှိရင်လောက်ဖို့ကင်ဘက်အချင်းချင်းတွေကိုယ်စိတ်တော့ကပေးတာမျိုးတွေဖြစ်တတ်တယ်မိသားစုတစ်ခုဆိုလို့ရှိရင်လည်းသားသမီးကြောင့်စိတ်ပူပန်တောကမျိုးလေးတွေရောက်တာမျိုးတွေဖြစ်တတ်တယ်တချို့ကတော့ညီကိုမောင်နှမတွေတောကပေးတာမျိုးတွေပေါ့တချို့ကတော့မိဘတို့တချို့ကရောက်ခမတို့အဲ့ဒါလေးတွေကဂျားဝင်နောက်ဆက်တဲ့ဂိမ်းတွေပါတယ်လို့ခေါ်တယ်တတိတချက်ထားပေးစေချင်တယ်ရင်းနှီးတဲ့သူတွေနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးသဘောထားကွဲလွဲမှုတွေအများနဲ့တယောက်ဖြစ်တဲ့ဂိမ်းတွေမှာပါတယ်ပေါ့ပြီးတော့အင်္ဂါသားသမီးတွေဒီကာလမှာရက်ဝေးရက်နေခရီးနှစ်ခုသလုံးသွားတဲ့ဂိမ်းပါတယ်တခုတော့ရှိတယ်ရေလန်းခီးတွေပါတယ်တော့အထက်နိုင်ဆုံးရှောင်ရှားပါရေလန်းခီးတွေပါတယ်မသွားပါနဲ့ရေလန်းခီးလေးတွေမှာမမျောနေတဲ့ဟာလေးတွေကြုံရတဲ့ဂိမ်းပါတယ်ပေါ့နော်အများဖြစ်တော့နိုင်ငံခြားသွားတဲ့ဂိမ်းပါတယ်နိုင်ငံခြားသွားတဲ့ခါမှာလည်းအများဖြစ်ပေါ့ထိုင်းတွေပါတယ်သွားတာပေါ့ပုံများတယ်ထိုင်းနဲ့မလေးကပုံများတယ်စင်ကာပူသွားတဲ့သူတွေကတော့နည်းနည်းလေးကြံ့ကြာခက်ခဲမှုတွေကြုံရတဲ့ဂျပန်တို့ကိုရီးယားတို့သွားမဲ့သူတွေကတော့စီစဉ်နားသလိုမျိုးမဖြစ်ဘဲနဲ့ပေါ့နော်တော်တော်လေးနောက်နေကြံ့ကြာပြီးတော့အဆင်မပြေမှုဖြစ်တဲ့အချိန်ကြီးကြာနေတတ်တယ်ဂယူဆိုင်ကမယ်ပေါ့နော်ပြီးတော့ဒီကလာမှာတစ်ခုခုလောက်တဲ့ဂိုင်းနဲ့ဆိုတဲ့အခါပေါ့နော်ဂျာသာရေတာသမီးတွေအကျိုးပေးတယ်ဂျာသာရေတာသမီးမဟုတ်ခဲ့ရင်တော့မှနာမည်မှာပဖဘဘမပါတဲ့သူတွေနဲ့ပူးတွဲပြီးလုပ်ရင်ပိုကောင်းတယ်ဗျနော်ဇွန်လ29 30ဇူလိုင်လ3ရက်5ရက်အဲ့ရက်တွေကအမရန်ကန်ကောင်းတယ်လို့ခေါ်တယ်ငွေကြေးစီးပွားဥစ္စာတွေပြည့်စုံလာလိမ့်မယ်စုပ်ဒီလက်ကြီးရတဲ့ဂိမ်းပါတယ်ပေါ့တချို့ချစ်သူမရှိတဲ့သူတွေချစ်သူရသွားတာချစ်သူရှိတဲ့သူတွေရုပ်တရက်အိမ်တော်တွေပါတယ်ကြာသွားတာမျိုးတွေလူတွေပါတယ်ဝင်တယ်ပေါ့နော်လူဝင်မဝင်သူကရွှေဝင်မလို့ခေါ်တယ်အဲ့ဒါဘာငွေစခြင်းနဲ့စဉ်းစားပေါ့လေနော်
ပြီးတော့ဇူလိုင်လ1ရက်2ရက်4ရက်အဲ့ရက်မှာတော့အညံ့လေးတွေရှိတယ်ဂယူဆိုင်ကမှာပေါ့အထူးသဖြင့်တော့အိမ်အောင်ရေးမှာအနောက်ရှက်လေးတွေကြုံရတဲ့ဂိမ်းပါတယ်ဂျာလူအနောက်ရှက်ဝင်တတ်တယ်အထူးသဖြင့်နီးရကနီးတဲ့ဆိုတဲ့အခါမှာဥပမာပေါ့အိမ်အောင်ဘက်တွေကအတူတူနေကြတဲ့ဘာညာဆိုရင်ကြတော့ဂျာနောက်ရှက်ဝင်တဲ့အခါမှာနှစ်ဖက်သောဆွေမျိုးကြီးကောင်တော်ရောက်ခမတွေနဲ့ပတ်သက်ပြီးအဆင်မပြေဘဲနဲ့အိမ်မွားဆင်းသွားတာသူဆင်းမဆင်းကိုဆင်းတာမျိုးတွေဖြစ်တတ်တယ်ပေါ့တချို့အဝေးတနေမှာခွဲနေတဲ့သူတွေကြတော့ဂျာနောက်ရှက်ဆိုတဲ့အခါမှာလူပေါ့နော်လူနောက်ရှက်ပေါ့အမျိုးသားနောက်တစ်ယောက်ရတာဖြစ်မဖြစ်ကိုယ့်ဘက်ကနေနောက်တစ်ယောက်ရအစသည်အဖြစ်ဒီလိုပုံစံမျိုးဂျာနောက်ရှက်ဝင်တဲ့ဂိမ်းတော့ပါတယ်သတိထားပေးရမယ်နော်လူမျိုးကိုအကြောင်းပြုပြီးတော့ဖြစ်လာခဲ့ရင်တော့ရက်ကြော်ဖြစ်တာမျိုးတွေကြုံရတာမျိုးတွေဖြစ်တတ်တယ်ဂရုတစ်ချက်စိုက်ပေးရမယ်ပတ်သက်တဲ့သူတွေကဘယ်သူပဲပတ်သက်ပေါ့ဗုဒ္ဓခုသားသမီးတောက်ကြသားသမီးသူတို့ကိုအကြောင်းပြုပြီးတော့စိတ်ပြမန်းလူပြမန်းပြဿနာမျိုးတွေကြုံရတဲ့ဂိမ်းပါတယ်အထူးဂရုစိုက်ပေးပါဒီလိုကာလမျိုးတွေမှာကျမ်းမာရေးလေးပါညံ့လို့စေုံစေကံပြလို့ရှိရင်တော့စနေသားသမီးဆရာဝန်နဲ့ပဲပြပေးပေါ့နော်အနောက်ရက်ဖြစ်စေအနောက်တောင်ရက်ကိုဖြစ်စေခီးတွေပါတွေသွားလိမ့်မယ်သွားရင်ကောင်းတယ်တောင်ရက်ကိုခီးသွားခြင်းကတော့အတက်နိုင်ဆုံးရှောင်ရှားပေးပါနော်အစားအစာတွေပါတွေစားတဲ့အခါမှာဗုဒ္ဓခုနနဲ့ပတ်သက်တဲ့အစားအစာတွေကိုအတက်နိုင်ဆုံးရှောင်ရှားပေးပါနော်ကံကြမ္မာရဲ့ထောက်ပံ့မှုအပြည့်အဝရကျင်တဲ့ဘာဆိုရင်တော့အဖြူရောင်နှုတ်နဲ့ရောင်အဝါရောင်အစိမ်းရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲမယ်ဗရိမနိုင်ပန်းရောင်စုံဝါဆိုပန်းရော့လာပန်းလီလီပန်းအဲ့လိုပန်းမျိုးတွေကိုတစ်မျိုးမရတစ်မျိုးမိမိတို့ယုံကြည်ကိုယ်တဲ့ဖခင်မှာဖခင်ပန်းကတ်တာဖြစ်စေနေအဲ့ခါနေမှာအလှပေါင်းထိုးတဲ့နေရာဖြစ်စေပြုလုပ်သုံးစွဲပေးပါအင်္ဂါသားသမီးတွေကြုံရတဲ့အညံ့တွေကင်းပြီးကောင်းကျိုးချမ်းသာတွေပိုကောင်းခြင်းနဲ့ဆိုရင်တော့ရရချီရမှာပေါ့ရရအနေနဲ့ဘယ်လိုလုပ်ရလဲဆိုတော့ကြာတာပရိထောက်ကရှိတဲ့မြတ်စွာဘုရားမှာပေါ့နော်ပန်းသီးငါးလုံးလေးကတ်လူပြီးတော့အလိုရှိရာဆန္ဒလေးဆန္ဒပြုဆုတောင်းခြင်းအဖြစ်အလိုရှိရာဆန္ဒတွေဧကံမုတ်ချပြေဝသွားပါလိမ့်မယ်ဒါအပြင်ကြုံရတဲ့အညံ့တွေကင်းကျင်တဲ့ပါဆိုရင်တော့အီဂျာကွေးလေးပေါ့နော်အီဂျာကွေးလေးနှစ်ချောင်းအောင်ပေါ့လမ်းမရစားမဲတောင်းမဲဖြစ်တဲ့ခွေးလေးတွေကိုဒါနပြုကျွေးပြီးတော့ကြုံရတဲ့အညံ့တွေကင်းအောင်ဆုတောင်းပေးပါအညံ့လေးတွေဧကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်အင်္ဂါသားသမီးအလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာမြတ်တာဘို့ဆုတောင်းပေးပါတယ်